အခုပါချုပ်ကြီးကောင်းတယ်ဆိုတာကအဲ့ဒါလေပမောချုပ်ဆရာကြီးတရားတွေကလေဒီပါဠိထက်ကရာက तू ပြောတော့တာထက်ကရာဟာတွေကိုပြောတာအဲ့ဒါတွေကြည့်ပြီးတော့ပြောလို့ तू ကကောင်းတာဗျာအပြင်စကား तू ကနဲတယ်ထက်ကရာဟာတွေကို तू ကယူပြီးတော့ထက်ကရာနဲ့တီကဒါတွေကိုကြည့်ခေါ်သွားတာဒီလိုခင်ဗျားတို့တော်တော်များများဓမ္မဂရိကတွေကဒီပါဠိတော်တော်လေးစာပေလေးအစွန်းလေးတစ်ခုလောက်လေးကြည့်ပြီးတော့တယ်အဝအရင်တန်တန်နဲ့ပြောကြတာများတယ်ပါချုပ်ကြီးကျတော့ဒီစားရဲ့အစိုးဆက်ကိုသွားပြီးတော့အရင်းမြစ်ကိုသွားပြီးတော့မှလိုက်ပြီးတော့ तू ကလေရှင်းပြတာ तू ကအဲ့တော့ဘာဖြစ်လို့မေးလဲတော့ရှင်ဘုရားတို့သိတဲ့ပညာတပည့်တို့သိတဲ့ပညာနဲ့ပါချုပ်ကြီးသိတဲ့ပညာနဲ့တူစေလားပကာရေနဇာနာတိတိပညာပကာရေနသေးစိတ်ပြီးတော့မှဇာနာတိသိတတ်တယ်ဣတိတသမထို့ကြောင့်ပညာဆိုတော့ပတော့နဲ့ညာနဲ့ပဲပေါင်းတာလေပကပကာရေနညာသိတာအသေးစိတ်သိတာကိုဘာလို့ပညာဟုတ်လားအဲ့တော့ပညာရတစ်ခုကိုသူတို့အသေးစိတ်သိအောင်လုပ်ရမှာစိုးစိုးကပြောတာအဲ့ဒါကိုပြောတာသူတို့ဒီကံကြောင့်မှာတော့အဲ့ပညာရဲ့အဖွင့်မှာရွှေလေးတစ်ခုကလေးလေးကိုပြကြည့်တယ်ကလေးလေးဒါဘာခေါ်တော့မင်းကလေးကဒါရွှေခေါ်တယ်လို့ပြောဘာဖြစ်လို့ကလေးကရွှေလို့ပြောဆိုတော့ဝါမှုရွှေလို့သတ်မှတ်ထားတာအဲ့ဒီရွှေကိုကလေးရဲ့မိဘကိုပြတယ်ဒါဘာခေါ်တော့ဒါရွှေရွှေဒါတစ်ချက်သားလောက်ရှိတယ်တစ်ချက်သားဘယ်သေးပေါက်တယ်ကလေးတိတာတဲ့ဘယ်သူကပို့သွားသူတို့မိဘလူကြီးတွေပို့တယ်အဲ့ဒီရွှေကိုပဲဗဒိန်းစရာကိုထပ်ပြီးတော့ပြကြည့်လိုက်ဒါရွှေဟုတ်ရဲ့လားဟုတ်တယ်ဒီထဲမှာဘာကဘယ်လောက်သားရောနေတယ်ရွှေစစ်စစ်ကဘယ်လောက်ပဲရှိတယ်ခွဲထုတ်လိုက်တဲ့အခါရွှေကဘယ်လောက်သားကြီးကဘယ်လောက်သားသူကကြပိုသိတယ်အဲ့တော့ရွှေလေးတစ်ခုတည်းတင်ကိုကလေးသိရဲ့လူကြီးသိရဲ့ဗဒိန်းစရာသိရဲ့အသိဘယ်နှမျိုးကွဲသွားဘယ်သူကပိုသိဆုံးဖြစ်သွားရွှေစင်လက်တိန်တစ်ချက်ချိန်ကိုဗဒိန်းအသိလူကြီးသိနဲ့သိကလေးခွဲခြားပေးသူမှန်ရေးသုံးဝကွဲပြားကြလေဟုတ်လားကလေးကလည်းကလေးအမှန်နဲ့တော့မမှန်ဘူးလားမှန်တယ်ကလေးမှန်တာတဲ့လူကြီးကဘာဖြစ်လို့ပုံမှန်တယ်အဲ့ဒီလူကြီးမှန်တယ်ဆိုတာတဲ့ဗဒိန်းစရာကပုံမှန်တယ်ခုဒီတော့ဗမောဟချုပ်ဆရာတော်ကြီးနာမည်ကြီးတယ်တရားဟောကောင်းတယ်လို့ချီးမွမ်းခံရတာကစာတပုတ်သိတဲ့ခါစာတပုတ်သိတာကရှင်ဘုရားတို့သိတာတဲ့တပည့်တို့သိတာထက်တင်သူကဘာဖြစ်လို့ဗဒိန်းစရာသိတယ်လို့မျိုးသိနေတာစာကအဲ့ဒါကြောင့်ဦးဇင်းကောင်းတာပြောဗချုပ်ဆရာတော်ကြီးစီမှာစတက်ဖူးတယ်2003 2004ပညာသင်နှစ်ကပြောဒီလူစရောက်ခါသားနှစ်ပေါ့အဲ့ဒီမှာစတက်တော့ဆရာတော်ကြီးကဘိဓမ္မာပို့ချနိုင်ငံသားတွေရောသိကောင်းတာအံ့ဩစရာမမရအမေရိကန်ကတက္ကသိုလ်တစ်ခုကဘိဓမ္မာလာသင်ကြတာဆရာနဲ့ကျောင်းသူကျောင်းသား30ကျော်40လောက်အဲ့ဒါ15ရက်တလသင်တယ်သူတို့လာကြတာပကျုပ်ဆရာတော်ကြီးကဘိဓမ္မာပို့ချတာအခုလိုပဲပကျုပ်ဆရာတော်ကြီးကဘိဓမ္မာပို့ချတာဘိဓမ္မာတစ်ခုတည်းကြီးလေကြခတ်နေပြင်းမှာဆိုလို့ဆရာတော်ကသုတ်တန်တို့ဝီနီးတို့ဒါဒီပါတခါသင်ခိုင်းတာတခြားဘုန်းကြီးတွေကိုသုတ်တန်တို့ဝီနီးတို့နိုင်ငံကအမေရိကန်တွေစိတ်ဝင်စားဘိဓမ္မာကိုစိတ်ဝင်စားပကျုပ်ဆရာတော်ကြီးကဘိဓမ္မာသင်ပြီးရင်သူကတဏှာကြီးပြည့်ပြီဆိုany question ပေါ့ question time ပေးတယ်မေးချင်တာရှိမေးဆိုဒီလိုမေးအမရအဲ့ဒီမှာပကျုပ်ဆရာတော်ကြီးဖြေသွားတာလေသူကသဘောကျလားအဘိဓမ္မာမှာအာစိဏကံနဲ့အာတဏကံခန်းလေးသင်တော့ရှင်ပြတို့လည်းသိပြီးသားအာစိဏကံဆိုတာအမြဲတမ်းပြုတဲ့ကံနော်အာတဏကံဆိုတာသေကံဒီမှာကပ်ပြီးတော့ပြုတဲ့ကံဟုတ်တယ်မလားနောင်ဘဝကိုကြိုးပေးတဲ့ခါကျတော့ဘယ်ကံကအရင်ကြိုးပေးအာတဏကံကရင်ကြိုးပေးတာအဲ့ဒါနိုင်ငံသားကသိပြီးတော့သုံးကြဆရာတော်ဘယ်လိုလဲအမြဲတမ်းပြုနေတဲ့ကံကနောက်ရောက်သွားပြီးတော့ခဏလေးကပ်ပြုတဲ့တန်ကရှေ့ရောက်တာဘယ်လိုဖြစ်တာလဲအဲ့လိုပြောတော့ဒါပြီးတော့တိကကြောင့်မှပါပြီးသားကတော့နှချမ်းနီးနအိုကြီးဥပမာပေးတယ်နော်ညနေဆောင်လို့နွားတွေခြံထဲပြန်သွင်းလိုက်တဲ့အခါငယ်ရတော့နွားတွေကရှေ့ကနေတိုးဝင်ပြီးနှချမ်းထဲဝင်သွားအိုးနေတဲ့နွားကြီးကဖြည်းဖြည်းလေးဝင်ရတော့နှချမ်းပေါက်ကမှလည်းအိတ်လိုက်ရလားမလားနောက်နေ့မိုးလင်းလို့ပြန်ထွက်တဲ့ခါကျတော့ဘယ်နွားကရင်ထွက်နွားအိုကြီးရင်ထွက်တာအတဏကံကအဲ့နွားအိုကြီးခြံထဲဝင်တယ်လို့ပဲနွားအိုကြီးခြံထဲကပြန်ထွက်ရတယ်လို့ပဲအဲ့ဒါကသူတို့စာကပြောတာတပည့်တော့အဲ့ဒါပြောလိမ့်မယ်လို့ထင်ထားတာကျတော့အဲ့ဒါမပြောဘူးဗျဘာပြောတော့ဆိုတော့သူကအေးတဲ့မင်းတို့တဲ့ဘဏ်ထဲမှာအကောင့်ဖွင့်ပြီးတော့
ပတ်စံထဲတာရှိလာတယ်ငွေတွေစုတာရှိလာတယ်ရှိတယ်ဗျာအဲ့နဲ့ပတ်စံရှိတယ်အခုလို့သွားတဲ့လာတဲ့ခါကျတော့ဘန်တွေကပတ်စံသုံးသလားတဲ့မင်းတို့ဒီထဲမှာပါလာတဲ့ပတ်စံကိုသုံးသလားပေါက်ကမန်နီပေါ့အာစီတော့သွားတဲ့လာတဲ့ခါဒီပေါက်ကမန်နီလေးရင်သုံးတယ်ပေါ့အဟိုကမင်းအများတန်းစုထားတာကြီးဟိုကအရင်သုံးတင်တယ်ပေါ့ဘာဖြစ်လို့မင်းဒီမှာသုံးတယ်လဲဟာနိုင်ငံသားဦးတယ်အတန်တကန်ဆိုတာကပေါက်ကမန်နီလိုပဲတဲ့ဟုတ်လားအစိန်တကန်ဆိုတာဘန်ထဲမှာစုထားတဲ့ငွေလိုပဲတဲ့ဟာအဲ့ကြတော့ဦးတယ်ဒါသဘောကျတာပြောတာနော်အဲ့တော့ရှင်ဘုရားတို့တရားဟောတဲ့ခါမှာစာလာပေလာဥပမာအပြင်ဒါတပည့်တော်သိတာပြောတာဘာလို့ဆရာတော်ကြီးကဒါသူ့ရဲ့ကိုယ်ပိုင်အတွေးလားဒါမှမဟုတ်တခြားစာအုပ်ကသူဖတ်ဖူးထားတာလားတပည့်တော်ပြောချင်တာကတော့နိုင်ငံသားနဲ့ဟတ်တော့ဆရာတော်ကြီးပြောတတ်တာကိုပြောတာပါဟုတ်ပြီနော်ဒီအဲ့တော့တရားဟောတဲ့ခါမှာအဲ့ဒါမျိုးတွေလည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းပြောတာဘာကြောင့်ကြီးနာမည်ကြီးတာအဲ့ဒါကြောင့်ပြီးတော့ဒီလိုဆရာတော်ကြီးကသူ့ရဲ့တရားဝဲတွေအဲ့တော့ခေါ်တော့ညစဉ်လှည့်လိုက်ရတဲ့အခါမှာဘာကြောင့်ဆရာတော်ကြီးစာဝါတွေပြက်တယ်တက္ကသိုလ်စီးမြင့်ညာက25ရာခိုင်နှုန်းကျောင်းတက်ရဲ့ပြက်စောင်းပွဲဖြစ်အောင်တပည့်တော်85ရာခိုင်နှုန်းပြက်တယ်25ရာခိုင်နှုန်းပဲတက်တာဘာကြောင့်ဆရာတော်ကြီးနဲ့တွေ့တယ်လားဘုရားစီကဘယ်သွားတရားဝဲသွားတယ်ဖေဟာကိုယ်ပိုင်တရားဝဲနဲ့ဆရာတော်တရားဝဲနဲ့အဲ့လိုမျိုးတွေပြောတရားဝဲသွားတယ်ဖေဟာလို့ပြောတော့တရားမဟောပါနဲ့ဆရာတော်ကြီးကဒီလိုပြောတရားကိုမဟောလဲသူများဟောမှာပါစကောလာဖြစ်အောင်လုပ်တမ်းပါဆရာတော်ကြီးအဲ့လိုပြောလားတရားကိုမဟောလဲသူများဟောမှာတဲ့စကောလာဖြစ်အောင်လုပ်တပည့်တော်တို့ပိဋကတ်တွေကောင်းတယ်ဗုဒ္ဓစာပေတွေကောင်းတယ်ကောင်းတော်လည်းပဲကိုယ်သာကောင်းနေတာကဘာကိုကောင်းပါတယ်ဆိုတာချပြနိုင်တဲ့ဘုန်းကြီးတို့စီမှာနေနေတာအရှင်မြတ်အဲ့ဒါတောင်းလို့တမ်းပါဒီလိုပြောတာဗျာ